မင်္ဂလာပါအဲ့ဒီမှာဒီခေါင်းစဉ်လေးကိုမရှင်စင်တာ3မျိုးမှာပေါင်းထားတယ်ပေါ့နော်အဲ့လိုမျိုးအချိန်မှာဆိုလို့ရှိရင်သူကဒီ column လေးတစ်ခုတည်းပဲ select မှတ်မယ်ဆိုလို့ရှိရင် select မှတ်လို့မရပါဘူးပြီးတော့ filter လုပ်တဲ့အချိန်တွေဆိုလို့ရှိရင်လည်းဥပမာ sorting filter လုပ်လိုက်တယ်အဲ့ဒီမှာမှA to Z ဆိုပြီးတော့စီလိုက်မယ်ဒါမျိုးစီမယ်ဆိုလို့ရှိရင်လည်းသူကစီလို့မရပါဘူးဒီလိုမျိုး error message လေးပြပါတယ်အဲ့မျိုးအချိန်တွေမှာဆိုလို့ရှိရင်ဒီခေါင်းစဉ်လေးပေါင်းထားတဲ့ဟာကိုမရှင်စင်တာနဲ့မသုံးမဲနဲ့တခြားလေးသုံးလို့ရပါတယ်ဒါဆိုဒီကောင်ကိုမရှင်စင်တာသုံးပြီးတော့ပြန်ဖြုတ်လိုက်ပြီနော်ပြီးတော့ဆိုရှင်သူသုံးကျင်တဲ့စာသားလေးကိုဆက်ကွက်လေးကိုရွေးထားမယ်ပြီးတော့ဒီပေါင်းကျင်တဲ့ဆက်ကွက်လေးတွေပါရွေးပေးထားပါမယ်ပြီးတော့ဆိုရှင် control နဲ့ y နဲ့တွဲနေလိုက်ပါအဲ့ထဲမှာ alignment ဆိုတဲ့ tab တွေကိုတွားထားပါမယ်ပြီးတော့ horizontal ရဲ့ down arrow မှာတစ်ချက်နှိပ်ပြီးတော့ခါကြတော့ဒီ general ကိုမသုံးမဲနဲ့ center across selection ဆိုတာလေးကိုရွေးပေးလိုက်ပါမယ်ပြီးတော့ဆို okay ကိုနှိပ်ပေးပါပြီးတော့ဆိုလို့ရှိရင်တော့ column လေးကိုဒီမှာ select မှတ်မယ်ဆိုလို့ရှိရင်လည်းတစ်ခုတည်းပဲ column တစ်ခုတည်းပဲ select မှတ်လို့ရပါပြီဒီမှာလည်း select မှတ်တော့လို့ရပါပြီပြီးတော့ခါကြတော့ဒီဟာကိုsorting စီမယ်ဆိုလို့ရှိရင်လည်းဒီမှာစီလို့ရတော့ပါပြီမူလအတိုင်းပြန်ထားမယ်ဆိုလို့ရှိရင်တော့ control Z နဲ့သုံးလို့ရပါတယ်